KBZ FC တွေကပေါ့နော်ကျွန်တော်ချင်းငတ်တက်မှာကစားခြင်းနဲ့စိတ်ရှိတယ်ကျွန်တော်အနေနဲ့ကျွန်တော်ကစားဆောင်းကိုရှိသလားပေါ့နော်ကျွန်တော်အနေနဲ့အကောင်းဆုံးပြည့်စက်ပြီးတော့ချန်တော့ကစားမယ်ပြီးတော့ကျွန်တော်ပြည်သက်တွေအတွက်လည်းချန်ပီယံထပ်ပြီးတော့ယူနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ခွန်အားရှိသမျှအားလုံးအဆုံးပြည့်စက်ပြီးကစားတော့မှာပါရှန်တင်ပြည်သက်တွေကတော့သူအနေနဲ့တာဝန်ကြီးတယ်ကျွန်တော်တို့ကစားသမားတွေအတွက်ကစားသမားတွေဘက်ကပဲတာဝန်ကြီးဖို့လိုပါတယ်ပြီးတော့ရှန်တင်ကိုလည်းချန်ပီယံဆက်ပြီးတော့ကျွန်တော်အနေနဲ့ကူညီနိုင်မယ်လို့ယုံကြည်ပါတယ်ချန်ပီယံဖြစ်အောင်လည်းကျွန်တော်အနေနဲ့အကောင်းဆုံးကူညီမယ်လို့ကျွန်တော်အနေနဲ့ကတိကဝတ်ပြုပါတယ်ရှန်တင်ပြည်သက်တွေအားလုံးပဲမင်္ဂလာပါ